ဒါကတော့ Brighter Kids ကခလေးလေးတွေရဲ့ညနေခင်းဒီကျောင်းချိန်လို့အတန်းချိန်လေးတွေရဲ့မနက်ခင်းအတန်းချိန်လေးတွေရဲ့ပြီးတော့မှညအတန်းချိန်လေးရဲ့ဒီကခလေးလေးတွေရဲ့ရက်မှတ်ကလေးတွေဖြစ်ပါတယ်ရှင်အခုဆိုရင်မိမိတို့ရဲ့ခလေးလေးတွေကဂျွန်ဇူလိုင်ကနေကျောင်းစားတက်လာတာဩဂတ်စ်လကိုရောက်လာပြီပေါ့နော်ပထမအကြိမ်အကဲပြစစ်ဆေးခြင်းရလဒ်တွေကိုလည်းမိမိတို့ရဲ့အနေနဲ့အများစုကတော့တီးပြီးကြပြီလို့ထင်ပါတယ်ဒါဆိုတော့ကျောင်းတက်လာခဲ့တဲ့2လတာကာလအတွင်းမှာမိမိတို့ကလေးလေးတွေရဲ့ဘယ်ဘာသာရပ်မှာအားနည်းချက်ရှိတယ်လဲဘယ်ဘာသာရပ်မှာတော့အားသာချက်ရှိတယ်လဲစာမေးပွဲစစ်ပြီးသွားတဲ့အခါမှာဒီဘာသာရပ်မှာဘာဖြစ်လို့အားနည်းချက်ရှိရတာလဲပေါ့နော်ဘာဖြစ်လို့အမှတ်နည်းရတာလဲဆိုတော့အကြောင်းပြချက်တွေကိုလည်းမိမိတို့ရဲ့အနေနဲ့သိချင်ကြမယ်လို့ထင်ပါတယ်ဒီလိုကိစ္စလေးတွေကိုအတူတူအပြေချပေးဖို့ဒီချက်ကအတင်းရှိနေပါတယ်ရှင်မင်္ဂလာပါရှင်ဒီချက်နွေးပါရှင်အတန်းထဲမှာကလေးတွေအများကြီးကြားမှာစတင်ရတဲ့အခါကိုကလေးလေးတွေရဲ့အားနည်းချက်ပေါ့နော်တီးတန့်အားနည်းချက်အထူးသဖြင့်တော့မြန်မာစာအဖတ်နေတာမျိုးဒါမှမဟုတ်ရင်မြန်မာစာစလုံးပေါင်းကိုသူကကျွမ်းကျွမ်းကျင်ကျင်မပေါင်းနိုင်သေးတာမျိုးလေးတွေရှိမယ်ပြီးတဲ့အခါကျတော့အင်္ဂလိပ်စာမှာဆိုရင်လည်းဒီ grammar အခြေခံမပိုင်းနိုင်တာမျိုးလေးတွေရှိမယ်ပြီးတော့ vocab လေးတွေအလွတ်မကျန်နိုင်တာမျိုးနောက်တစ်ခုကကျတော့ဒီ force game မှာပေါ့နော်တစ်ခုခုမှာအားနည်းချက်ရှိနေတာမျိုးလေးတွေရှိမယ်သင်္ချာဘာသာရပ်မှာဆိုရင်လည်းအပေါင်းအနှုတ်အမြောက်အစားကျွမ်းကျွမ်းကျင်ကျင်မတက်နိုင်တာမျိုးလေးတွေရှိတယ်ဒါအပေါင်းအနှုတ်အမြောက်အစားကိုရပေမဲ့လေသူတို့ကပု္ပ္ပစာလေးတွေကိုတွက်တဲ့အခါမှာနားမလည်နိုင်တာမျိုးလေးတွေရှိနေတယ်ပေါ့နော်ဒီလိုအားနည်းချက်ရှိတဲ့ခလေးလေးတွေကိုကျမတို့ရဲ့အနေနဲ့သူတို့ရဲ့အားနည်းချက်လေးတွေကိုဖြည့်ဆည်းပေးဖို့ကပြစစ်ဆေးမှုရလတ်ကိုတိပြီးသွားတဲ့ဒီအချိန်ကတော့သူတို့ရဲ့အားနည်းချက်တွေကိုပြန်ပြီးတော့မှဖြည့်ဆည်းပေးဖို့လိုတာလေးတွေကိုဖြည့်တင်ပေးဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်မိမိတို့တွေအနေနဲ့ကိုယ်ကလေးလေးတွေရဲ့အားနည်းချက်ရှိတဲ့ဘာသာရပ်တွေကိုဆရာမနဲ့အတူတူစနစ်တိုင်ပြီးတော့မှအဖြေရှာကြမယ်ပြီးတဲ့အခါကျတော့သူတို့တွေရဲ့ဒီအားနည်းချက်ရှိတဲ့ဘာသာရပ်တွေကိုကျမတို့ရဲ့အနေနဲ့အကောင်းဆုံးဖြည့်ဆည်းပေးဖို့ Brighter Kids ရဲ့အတန်းချိန်လေးတွေကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်